အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားဘာသာစကားရဲ့တရားပိုင်းနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ကိုရီးယားဘာသာစကားမှာတရားကို monpop လို့ခေါ်ပါတယ် monpop ဆိုတာကကြတော့တရားပါဒီနေ့သင်ပေးမယ့်တရားကတော့ကရိယာပေါင်းအဆုမြောင်ဂျုတ်ခက်တာဆိုတဲ့ဒီတရားပုံစံလေးကိုသင်ပေးသွားမှာဖြစ်ပါတယ်မြန်မာလိုအဓိပ္ပာယ်ကတော့ရှင်ကောင်းပါပဲခဲ့ရင်ကောင်းပါပဲဖြစ်ရင်ကောင်းပါပဲဖြစ်ခဲ့ရင်ကောင်းပါပဲဆိုပြီးတော့ဘာသာပြန်သုံးပြလို့ရတဲ့တရားပုံစံလေးဖြစ်ပါတယ်ဒီတရားပုံစံကကြတော့အနာဂတ်မှာကိုဖြစ်စဉ်နဲ့မျှော်လင့်ချက်ဆန္ဒကိုဖော်ပြတဲ့အခါမှာသုံးပြတဲ့တရားပုံစံဖြစ်ပါတယ်အနာဂတ်ပုံစံเนาะဒီမှာဆိုလို့ရှိရင်အတေအော့တေဟက်တေကိုတွေးလို့ရှိရင်သူကအရင်တော့ကျအတိတ်ပုံစံအနေနဲ့သုံးတယ်လို့ဆိုပြီးတော့သုံးထားတာဒါပေမဲ့ဒီကရိယာပေါင်းအဆုမြောင်ဂျုတ်ခက်တာကြတော့အနာဂတ်ပုံစံဖြစ်ပါတယ်အနာဂတ်မှာကိုဖြစ်စဉ်နဲ့မျှော်လင့်ချက်ဆန္ဒကိုဖော်ပြတဲ့အခါမှာသုံးတယ်အဲဆိုတော့ခါကြတော့နောက်အနာဂတ်မှာငါကတော့ဆရာဝန်ကြီးဖြစ်ရင်ကောင်းပါပဲဆရာဝန်ကြီးဖြစ်ခဲ့ရင်ကောင်းပါပဲအဲဒီလိုပုံစံမျိုးအသုံးပြုလို့ရတယ်ကိုရီးယားဘာသာစကားကိုအရန်ကျွမ်းကျင်တဲ့သူဖြစ်ရင်ကောင်းပါပဲဖြစ်ခဲ့ရင်ကောင်းပါပဲအဲဒီလိုပုံစံမျိုးပြောလို့ရတယ်တရားပုံစံလေးဖြစ်ပါတယ်ဒီတရားကိုအသုံးပြုတဲ့အခါမှာလည်းပဲကရိယာကအာယာအိုဆိုရင်တော့အဆုမြောင်ဂျုတ်ခက်တာကိုသုံးမယ်ဥအဝီကျန်တဲ့တရားတွေဆိုရင်တော့အဆုမြောင်ဂျုတ်ခက်တာကိုသုံးမယ်ဟာဆိုရင်တော့ဟက်ဆုမြောင်ဂျုတ်ခက်တာကိုသုံးပြရမှာဖြစ်ပါတယ်အာယာအိုဆိုရင်အဆုမြောင်ဥအဝီကျန်တဲ့တရားဆိုရင်အဆုမြောင်ဟာဆိုလို့ရှိရင်တော့ဟက်ဆုမြောင်ကိုသုံးပြရမှာဖြစ်တယ်ဟုတ်ပြီအတန်ထွက်တဲ့အခါမှာလည်းဒီမှာဂျုတ်ခက်တာကိုမှာဂျုတ်ခက်တာလို့ထွက်မယ်ဟာနဲ့ခါနဲ့တွေ့ရင်ခါအတန်ထွက်ပြရမှာဖြစ်တဲ့အတွက်ဂျုတ်ခက်တာသုံးမယ်နော်အဆုမြောင်ဂျုတ်ခက်တာအဆုမြောင်ဂျုတ်ခက်တာဟက်ဆုမြောင်ဂျုတ်ခက်တာဆိုပြီးတော့သုံးမယ်ဟုတ်ပြီအဲ့ဒါဆိုတော့ဝါကြတယ်မှာထည့်ကြည့်မယ်요즘 회사에서 일이 많으니까 너무 힘들어요. 그래서 휴가 때 여행을 갔으면 좋겠어요.အခုတော့ကုမ္ပဏီမှာအလုပ်အရန်များလို့ပြင်မယ်နဲ့ဒါကြောင့်အားလည်းရမှာခရီးသွားရရင်ကောင်းပါပဲအဲဒီလိုမျိုးလေးသုံးတာ요즘ဆိုကြတော့အခုတလော회사에서ကုမ္ပဏီမှာ일이 많으니까အလုပ်များတော့ကြောင့်너무 힘들어요အရန်ပြင်မယ်နဲ့그래서ဒါကြောင့်휴가 때ဆိုကြတော့နားရက်မှာ여행을ခရီးကို갔으면 좋겠어요တွားရရင်ကောင်းပါပဲအဲဆိုဒီစာလေးကိုဒီနေရာမှာသုံးတယ်ဂါဒါဆိုတဲ့ဒီကရိယာကဒါကိုဖြုတ်တယ်အာဒရနဲ့ဆုံးတာဖြစ်တဲ့အတွက်အဆုမြောင်ဂျုတ်ခက်တာကိုသုံးတယ်အဆုမြောင်ဂျုတ်ခက်တာအဲဆိုတော့ဂျုတ်ခက်တာဒီတရားကဒီဓာကြီးနဲ့ဆုံးလို့မရဘူးလေဟလာဝါကြအဆုံးသက်ကိုယူပုံစံတို့စုမနီတာမနီတာတို့သုံးမယ်ဒီမှာတော့ယူပုံစံနဲ့သုံးမှာဖြစ်တဲ့အတွက်ဂျုတ်ခက်စော်ရောနောက်ကနေအော်ယူလေးကပ်ပေးလိုက်ရုံပါပဲအဲဆိုတော့ခါကြတော့갔으면 좋겠어요လို့ဖြစ်သွားတာပေါ့ဟုတ်ပြီနော်အဲဆိုတော့요즘 회사에서 일이 많으니까 너무 힘들어요. 그래서 휴가 때 여행을 갔으면 좋겠어요.အခုတော့ကုမ္ပဏီမှာအလုပ်ရမ်းများလို့အရန်ပင်ပန်းနဲ့ဒါကြောင့်အားလည်းရမှာခီးသွားရရင်ကောင်းပါပဲအဲဒီလိုမျိုးလေးကိုဖြစ်ချင်တဲ့ဆန္ဒကိုပြောတဲ့အခါမှာသုံးတဲ့တရားပုံစံလေးဖြစ်တယ်။နောက်နံပါတ် 2ကကြတော့저는 새 집을 살고 싶어서 내년 내내 아빠가 새 집을 사주셨으면 좋겠어요. 하라. ကျွန်တော်ကတော့အိမ်တစ်ကိုနေခြင်းလို့နောက်နှစ်မှာတော့အဖေကအိမ်တစ်ကိုဝယ်ပြီးရင်ကောင်းပါပဲဝယ်ပြီးခဲ့ရင်ကောင်းပါပဲဆိုပြီးတော့ပြောတဲ့တရားပုံစံလေးဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ကတော့ဆဲကြည့်ဖို့ဆိုကြတော့အိမ်တစ်ကိုစားကိုရှိဖို့ဆိုနေခြင်းတော့ကြောင့်နေခြင်းလို့နဲညောင်းနေနေဆိုတာကြတော့နောက်နှစ်မှာအပကအဖေကဆဲကြည့်ဖို့အိမ်တစ်ကိုဒီမှာဆိုရင်စာကျူတာဆိုတာကြဝယ်ပြီးဒီနော်တကယ်တမ်းဒီရှီကဘာလို့ထည့်ပေးထားလဲအဖေရဲ့ကိုစားအသုံးပြုချင်တာဖြစ်တဲ့အတွက်စာကျူရှိတာဆိုတခါဒီမှာထည့်ပေးထားတာထည့်ပြထားတာတကယ်တမ်းကကရိယာကကြတော့စာကျူတာပဲဟုတ်ပြီနော်ဒီရှီကကြတော့အဖေရဲ့ကိုစားအဖေကဝယ်ပြီးကောင်းပါပဲဆိုတဲ့ပုံစံမျိုးပြောတာဖြစ်တဲ့အတွက်သူကဒီမှာရှီလေးကိုထည့်ပြီးဥရှိတရားကိုထည့်ထားတာတကယ်တမ်းတော့ဟုတ်ပြီနော်အဲဆိုတဲ့ခါကျတော့စာကျူရှိတာဖြစ်သွားတာပေါ့အဲစာကျူရှိတာကိုမှဒီတရားပုံစံနဲ့သုံးမယ်ဆိုလို့ရှိရင်ဒါကိုဖြုတ်လိုက်တဲ့ခါမှာဒီမှာနောက်ဆုံးအဆုံးသက်ကဒီမှာရှီနဲ့ဆုံးတယ်အဲဆိုတော့ခါကျတော့ရှီအပေါင်းအဲကျတော့ရှီကအာရအမဟုတ်တာဖြစ်တဲ့အတွက်ဥအဝိနဲ့စာတာဖြစ်တဲ့အတွက်အော့ဆုမြောင်ကိုသုံးလိုက်တယ်အော့ဆုမြောင်ဆိုတော့ခါကြတော့ဒီမှာဤတရနဲ့ဒီမှာ odd နဲ့တွေ့တဲ့ခါမှာကြတော့ short ဆုမြောင်ဂျုတ်ခက်တာနေပြီးတော့ဒီမှာယူပုံစံပြောင်းလိုက်တော့ဂျုတ်ခက်စော်ရောအဲဆိုတော့ခါကြတော့စာကျူ short ဆုမြောင်ဂျုတ်ခက်စော်ရောဝယ်ပေးရင်ကောင်းပါပဲဟလာအဖေကအိမ်အစ်စ်ဝယ်ပေးရင်ကောင်းပါပဲအဲဒီလိုပုံစံမျိုးလေးတော့ပြောတဲ့အခါမှာအသုံးပြုတဲ့တရားပုံစံလေးဖြစ်ပါတယ်저는 새 집을 살고 싶어서 내년 내내 아빠가 새 집을 사주셨으면 좋겠어요. 하라 저는 가로 인디고 니타인진 더자 니진로 나네 마피가 인디 웹비인 가마베 하라 인디 너 따라론 보니 인디 웹비인 가마베 에줄로 묘리 뼈로 야바래. 나름 동가 자로 저녁에 야식이 있으니까 일찍 퇴근했으면 좋겠어요. 년이마 칭찬하시로 서서 알로 쓰인 가마베
ဒါကြတော့ဂျွန်ညော့ကေဆိုတာကြတော့ညနေမှာယာဆုကီဆိုတာကြတော့ချိန်ထားတာကအစ်စနီကာရှိလို့ရှိတော့ကြောင့်အီလ်ဂျီကြတော့စောစောဒီမှာဆိုရင်ထွဲကွန်းနာတာဆိုတာကြတော့ယုံစင်းဒီယုံစင်းဒီဆိုတဲ့ဒီကရိယာမှာဟာတာနဲ့ဆုံးတာဖြစ်တဲ့အတွက်ဒီမှာ has မြောက်ဂျိုခက်ထားနေပြီးတော့ဒီမှာယူပုံနဲ့ပြောင်းလိုက်တော့ဂျိုခက်ဆော်ယူထွဲကြတော့ထွဲကွန်းနဲ့မြောက်ဂျိုခက်ဆော်ရောယုံစင်းရရင်ကောင်းပါပဲအဲဆိုတော့ဒီမှာကြတော့ဂျွန်ညော့ကေ야수기 있으니까 일찍 퇴근했으면 좋겠어요.ညနေမှာချိန်ထားတာရှိလို့စောစောအလုပ်ဆင်းရရင်ကောင်းမှာပဲအဲဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်။နောက်ဒီမလမလေးကကြတော့저는 한국어를 매일 열심히 공부해요. 그래서 한국어를 잘했으면 좋겠어요. 하라ကျွန်တော်ကတော့ကိုရီးယားဘာသာစကားကိုနေ့တိုင်းကြိုးကြိုးစားစားလေ့လာပါတယ်။ 그래서ဒါကြောင့်မို့လို့ဟလာကိုရီးယားဘာသာစကားကိုကျွမ်းကျင်ခဲ့ရင်ကောင်းမှာပဲအဲဒီလိုပုံစံမျိုးလေးအသုံးပြုလို့ရပါတယ်저는ကျွန်တော်ကတော့한국어를ကိုရီးယားဘာသာစကားကို매일နေ့တိုင်း열심히 공부해요ကြိုးကြိုးစားစားလေ့လာပါတယ်그래서ဒါကြောင့်한국어를ကိုရီးယားဘာသာစကားကိုဒီမှာဂျာရာတာဆိုတဲ့ဒီကရိယာကိုဒီတရားလေးသုံးမယ်ဂျာရာတာဟာတာနဲ့ဆုံးတာဖြစ်တဲ့အတွက်ဒီမှာ했으면 좋겠어요ဟလားကောင်းရင်တော်ရင်ကောင်းမှာပဲလို့ပြောချင်တာပေါ့ကိုရီးယားဘာသာစကားတော်လာရင်အဲကြတော့တော်လာခဲ့ရင်ကောင်းမှာပဲဆိုပြီးတော့ကိုဖြစ်ချင်တဲ့စံနာကိုပြောတဲ့အခါမှာအသုံးပြုတဲ့တရားပုံစံလေးဖြစ်ပါတယ်ဟုတ်ပြီနော်အဲဆိုတော့저는 한국어를 매일 열심히 공부해요 그래서 한국어를 잘했으면 좋겠어요အဲဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်ဟုတ်ပြီနောက်တစ်ကြောင်းကကြတော့ဒီမှာ날씨가 너무 더워서 비가 왔으면 좋겠어요. 아저 야디 우루가 옌불로 모여인 강마베 에디뮤리 동나보노 날씨가 야디 우루가 너무 더워서 옌불로 비가 서자로 모가 마 오다 소라가 자로 슈하디 에디 오다고 아마 아야 오ဖြစ်တဲ့အတွက်ဒီမှာအစမြောင်နဲ့ပေါင်းလိုက်တော့ O နဲ့ at နဲ့ပေါင်းတဲ့အခါမှာကျတော့ဒီမှာ was မြောင်ဖြစ်သွားတာဟုတ်ပြီနော်ဒါလေးပေါင်းပြထားတယ်အဲဆိုတော့ was မြောင် joket ထားနေဒီပုံစံပြောင်းတာဖြစ်တဲ့အတွက် joket ဆော်ရွဖြစ်သွားတယ်အဲဆိုတော့ခါကျတော့ 날씨가 너무 더워서 비가 왔으면 좋겠어요 야디 우루가အရန်ပူလို့မိုးရွာရင်ကောင်းမှာပဲဒါမှမဟုတ်မိုးရွာခဲ့ရင်ကောင်းမှာပဲအဲလာကိုကြိုက်တယ်လို့ဘာသာပြန်အသုံးပြုလို့ရပါတယ်သိစေချင်တာကတော့ကရိယာပေါင်းကျတော့အစွမြောင် joket ထားဆိုတာကအနာဂတ်မှာကိုဖြစ်ချင်တဲ့စန္ဒမျောလင့်ချက်ကိုပြောချင်တဲ့အခါမှာအသုံးပြုတဲ့တရားပုံစံလေးဖြစ်တယ်ဆိုတာသိဖို့လိုပါတယ်။ဟုတ်ပြီလားဆိုလို့ရှိရင်တော့ဒေတာလေးကိုနားလည်လိမ့်မယ်ထင်ပါတယ်။ကိုသိတဲ့ meaning နေနဲ့ဝါကြရရေးကြည့်ပါလေ့လာကြည့်ပါဟလားအဲ့လိုမျိုးလေ့လာမယ်ဆိုရင်တော့ကိုရီးယားဘာသာစကားကျတော့အရေးအချင်းကတိုးတက်လာမှာပါအားလုံးပဲအဆင်ပြေကြပါစေကိုရီးယားဘာသာစကားလေ့လာတာလည်းအဆင်ပြေကြပါစေတိုးတက်ကြပါစေရှင်အားလုံးကျန်းမာကြပါစေ